Brighton ကိုနိုင်တာဘယ်လောက်ထိကျဉ်းစရာကောင်းလဲဆိုလို့ရှိရင်ပေါ့နော် Brighton ဆိုတာ Arsenal ကိုဒီနှစ်ပိုင်းတွေထဲမှာတော်လေးဒုက္ခပေးနေတဲ့အသင်းပြောရလို့ရှိရင်အတိအကျပြောရင်မနှစ်ကပထမကြော့ဒီ Declan Rice အနီးကန်းထွက်ရတယ်တရေကြတယ်ဒုတိယကြော့ကြပြန်တော့လည်းမနိုင်ဘူးဒါတရေကြတယ်နှစ်ကြော့လုံးမှာတရေကြတယ်မနှစ်က Brighton စီကနေရရမယ်6မှတ်မှာ Arsenal က4မှတ်ဆုံးရှုံးပြီးတော့2မှတ်ပဲယူနိုင်ခဲ့တဲ့အခြေအနေဒီအသင်းမျိုးကိုဒါနိုင်ခဲ့တာကျဉ်းစရာကောင်းတယ်အရန်ကစားသမားတွေနဲ့နိုင်ခဲ့တာပေါ့လေပြီးတော့နောက်တစ်ခုကဒီ2022-23တုန်းကပဲဒီ Brighton နဲ့ပဲကရာဘောင်ဖလားမှာတွေ့ခဲ့တယ်အင်ကွင်း Emirates မှာကစားရတာ Arsenal ကအဲ့တုန်းကဒီ holding တို့ဘာတို့ညာတို့နဲ့ကစားတာပေါ့လေအရန်ကစားသမားတွေနဲ့အဲ့တုန်းကလည်းဒါပေမဲ့အင်ကွင်းမှာ3ဂိုးနဲ့ရှုံးပြီးတော့ပြုတ်သွားတယ်အခုအခြေအနေကတူတူပဲဒီအသင်းနဲ့ပဲတွေ့တာ Brighton ကလည်းမာကြောမှုရှိတုံးပဲဒါပေမဲ့ Arsenal ကမတူတော့တာအဲ့တုန်းကအရန်လူဝင်အားနဲ့အခုအရန်လူဝင်အားနဲ့အခုတင်းဝမ်းနဲ့ကဘာမှမဆိုင်တော့တဲ့အခြေအနေတခုကို Arsenal ကဖန်တီးပြထားနိုင်ခဲ့တယ်ဒီတော့ Arsenal ရဲ့အရန်အင်တောင့်တင်းမှုဟာဒါနောက်တစ်ဆင့်ကိုတက်သွားစေခဲ့တယ်နောက်တစ်ဆင့်မှာတော့ Liverpool ကို3ပွဲဆက်တိုက်နိုင်ထားတဲ့ Crystal Palace နဲ့ကျွန်တော်တို့ကန်ရမယ်အင်ကွင်းမှာကန်ရမှာဖြစ်လို့ Arsenal အနေနဲ့အခြေအနေကောင်းနိုင်တယ်လို့ထပ်ပြီးတော့ယူဆလို့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုပြောချင်တာကဘာလဲဆိုတော့အော်တိုဘာလအတွင်းမှာကစားခဲ့တဲ့ပွဲစဉ်အားလုံးမှာပေးကိုလုံးဝမရှိခဲ့တဲ့မှတ်တမ်းကိုရခဲ့တာ